အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့နိုင်ငံတကာရေးရာသတင်းကဏ္ဍအနေနဲ့ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဇာလန်စကီတို့ရဲ့ဒီဘိတ်တွေ့ဆုံမှုဖြစ်ပြီးတဲ့နောက်ပိုင်းပေါ့ဒါဒီယူကရိန်းရုရှားစစ်ပေါ့ဒီစစ်ပေါ်မှာဒါဘယ်လောက်ထိကျိုးသက်ရောက်လာနိုင်အဲ့တော့ဒီအကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့ဒါပြောင်းဆွေးနွေးပေးပါဒါပြီးခဲ့တဲ့ရက်ကပေါ့ဒါတောက်ကြနေရတာအားလုံးသိတဲ့အတိုင်းပေါ့ဒီယူကရိန်းသမ္မတဇာလန်စကီအနေနဲ့ဒါသူယူကရိန်းမှာပေါ့ဒါမြေရှားတပ်ထုတူဖို့ခွင့်နဲ့ပတ်သက်ပြီးဒါလက်မှတ်ထိုးဖို့ကိစ္စနဲ့ပတ်သက်ပြီးဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဒါအင်ဖြူတော်မှာတွေ့ဆုံခဲ့ဒီတွေ့ဆုံမှုကဒါတာမန်ပုံမှန်ရိုးတွေ့ဆုံမှုတော့မဟုတ်ဒါတုံးနဲ့တုံးဒါတွေ့ဆုံမှုမှာဒါ live လွှင့်ပြီးတော့ဒါတွေ့ဆုံတာဖြစ်တဲ့အတွက်ဒါဒူပါကောင်လဲဆိုတော့ဒီနေရာမှာဒါရှပြတဲ့ပိုင်းဖြစ်တယ်ဒါတွေ့ဆုံမှုအစီအစဉ်လေးနဲ့ပေါ့ဒါဒီလိုနှုတ်ဒါငញ្ញရေးဆွေးနွေးမယ်ပြီးဒါလက်မှတ်ရေးထိုးပြီးတော့ဒါသတင်းစာရှင်းလင်းပွဲလုပ်ဆောင်မယ်ပြီးတော့ဒါညစာစားပွဲလုပ်ဆောင်ဒီနေရာမှာဒီစစ်တွေကိုဒါမရောက်ခင်ပေါ့ case file မှာပဲဒါတစ်ပတ်နဲ့တစ်ပတ်အရှိတင်ဖြစ်ပြီးတော့ဒါရက်တက်ဒါဒီ live လွှင့်ပြီးတော့ဒါတွေ့ဆုံမှုအပိုင်းကိုဒါပြောရရင်ဒါ live လွှင့်တဲ့အပိုင်း live လွှင့်တာဖြစ်တဲ့အတွက်ဒါတစ်ကမ္ဘာလုံးကဒါစောင့်ကြည့်တယ်ဒေါ်နယ်ထရန့်ရဲ့ဒါသူလှုပ်ဆောင်မှုအပိုင်းပေါ့ဒါသူ့အနေနဲ့ခုလိုဒါ live လွှင့်ပြီးတော့ဒါဂရိတ်သမ္မတဇာလန်စကီအနေနဲ့ပေါ့ဒါဒီငញ្ញရေးနဲ့ပတ်သက်ပြီးဒါသူတကယ်ဟောဒါလိုချင်ရဲ့လားဒီရှက်ကိုဒါလက်တွေ့ပေါ်ပြလိုက်တဲ့ပေါ့ဒါဒီနေရာမှာသူတို့နှစ်ယောက်ဒါဒီဖိတ်တွေ့ဆုံမှုပိုင်းတွေ့ဆုံမှုမှာဒါဘာတွေဆွေးနွေးသွားလဲဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့ကဒီခုရုရှားယူကရိန်းစစ်မှာပေါ့ဒါယူကရိန်းအနေနဲ့ဒါပြည်သူတန်ပေါင်းများစွာအသက်တွေကိုဒါစစ်ပွဲထဲမှာဒါလောင်းစားလုပ်နေရတယ်အဲ့တော့ဒါခုလက်ရှိပေါ့ဒါပြည်သူတွေအနေနဲ့ပေါ့ဒါဒီစစ်ပွဲကိုဒါဆင်နွှဲဖို့အတွက်ဒါရှင်နေဖြစ်နိုင်ပါမလားအဲ့တော့ဒီတစ်ဖက်ကပေါ့ဒါဒီသမ္မတဒီဇာလန်စကီအနေနဲ့ပေါ့ဒါတတိယကမ္ဘာစစ်ကိုဒါမီးမွေးနေတဲ့သူလို့ပြောသွားတယ်ဒါဒီခုသမ္မတအနေနဲ့ပေါ့ဒါငញ្ញရေးနဲ့ပတ်သက်ပြီးဒါအစင်းနဲ့မဖြစ်သေးဘူးတကယ်လို့ဒါဒီငញ្ញရေးနဲ့လှုပ်ဆောင်မှုပိုင်းပေါ့ဒါသူ့အနေနဲ့လိုလားလေဆိုရင်ဒါခုဒီအင်ဖြူလို့ဒါဆက်ရှင်းလာပါပေါ့ဒီချက်ကိုဒါပြောသွားတယ်ဒါဒီတစ်ဖက်ကယူကရိန်းသမ္မတဇာလန်စကီအနေနဲ့သူဘာတွေပြောသွားလဲဆိုရင်ဒီ2014ပေါ့ဒါရုရှားအနေနဲ့ဒီခရိုင်းမီးယားကိုသိမ်းပိုက်တဲ့အချိန်ပေါ့ဒီအမေရိကန်နဲ့ဥရောပနိုင်ငံတွေအနေနဲ့ဒါယူကရိန်းဘက်ကလည်းဒါဘာမှလှုပ်ဆောင်ပေးနိုင်တာမတွေ့ရအောင်အဲ့တော့ဒီရုရှားနဲ့ယူကရိန်းကဒီ2019ပေါ့ဒါဒီဘောဒူစာချုပ်ရှုပ်ဆိုပြီးတဲ့နောက်မှာပဲဒါရုရှားအနေနဲ့ဒီယူကရိန်းကိုဒါကျူးကျော်မှုတွေလှုပ်ဆောင်လာတာအဲ့တော့ဒီသမ္မတအဆက်ဆက်ပေါ့ဒီဘာတော့အိုဘားမားပြီးဒီခုဒါဒေါ်နယ်ထရန့်နှစ်ကြိမ်ပေါ့ပြီးဒီသမ္မတဂျိုးဘိုင်ဒန်ပေါ့ဒါသူတို့အနေနဲ့ဒီယူကရိန်းပေါ်မှာဒါဘာမှလှုပ်ဆောင်ပေးခဲ့တာမရှိဘူးဆိုပြီးတော့ဒီလက်ရှိဒီအမေရိကန်သမ္မတတို့သမ္မတတွေရှိပါပဲဒါအမေရိကန်ဘုံပြစ်တင်ဝေဖန်သွားတာဒါသူတို့လည်းဒီဘိတ်လှုပ်ဆောင်မှုပိုင်းပေါ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဒါနိုင်ငံရေးရောက်ဒါလူရှို့ကပြောကြတချို့ပြောဆိုသွားတာဆိုရင်ဒါယူကရိန်းသမ္မတအနေနဲ့ပေါ့ဒီအမေရိကန်သမ္မတအပေါ်ဒါဒီအာဏာရှင်ဆန်ဆန်ပြုတ်မှုပါတယ်ဒီချက်တွေပြောတယ်ဒါတချို့အနေနဲ့ကျွန်တော်လည်းဒါအခုဒီအမေရိကန်သမ္မတဒါယူကရိန်းသမ္မတဟိုဒါအနိုင်ကျင့်တယ်ဒါအမျိုးမျိုးပြောသွားကြအခုဒီလက်ရှိပေါ့ဒါဒေါ်နယ်ထရန့်လှုပ်ဆောင်သွားတဲ့အပိုင်းကဒါရိုးရှင်းတယ်ပေါ့ဒါသူ့အနေနဲ့ဒါသူကစီးပွားရေးသမားပြီပဲဒါအကျိုးမြတ်ခွဲပြီးတော့ဒါတဲ့လှုပ်ဆောင်သွားတာအခုဒီလက်ရှိဒါသူ live လွှင့်ပြီးတော့ဒါယူကရိန်းသမ္မတဇာလန်စကီအနေနဲ့ပေါ့ဒါသူငញ្ញရေးနဲ့ပတ်သက်ပြီးတော့ဒါသူတို့လုပ်ပေးနိုင်တဲ့အပိုင်းပေါ့ဒါသူ့အနေနဲ့လိုချင်တာမလိုချင်တာမင်းတို့အပိုင်းဒီတဘောကိုဒါလက်တွေ့ပြလိုက်တဲ့ရှင်းပြီနောက်ဆုံးအနေနဲ့ဒါအကျိုးမြတ်ပေါ့အကျိုးမြတ်အနေနဲ့သူယူကရိန်းအနေနဲ့ပေါ့ဒါဒီရုရှားကိုဒါရုရှားရဲ့ခုခံကျူးကျော်မှုဒါခုခံတာပဲဖြစ်ဖြစ်ဒါသူတို့အနေနဲ့ဒါသူတို့ရဲ့နိုင်ငံကိုသူတို့ကာကွယ်တာပဲဖြစ်ဖြစ်ပေါ့ဘယ်လိုသဘောနဲ့ပဲကြည်ကြည်ဒါအခုသူ့ရဲ့နိုင်ငံကို20%လောက်ကဒါရုရှားရဲ့လက်ထဲကိုရောက်နေတေချာလဲဒါသူ့အနေနဲ့ဒီခုငញ្ញရေးဆက်ပြီးတော့မဆွေးနေဒါရုရှားအနေနဲ့ဒီနယ်မြေထပ်ပို့ပြီးတော့ဒါထပ်ပြီးတော့သိမ်းပိုက်မဲ့အခြေအနေကိုရောက်နေတာဒီဘိတ်တွေ့ဆုံမှုအပြီးပေါ့ဒါပြီးမှာပဲဒါယူကရိန်းသမ္မတအနေနဲ့ဒါဥရောပကိုဝင်နေဥရောပမှာဒါ UK နဲ့တွေ့ဆုံပြီးတော့ဒါ UK အနေနဲ့ဒါသူ့ကိုဒီ 1.2 ဘီလီယံပေါ့ဒါထောက်ပံ့ပေးပြီးရင်ဒါဒီ 1.6 ဘီလီယံကိုဒါရှင်းငွေအနေနဲ့ပေးမယ်ဒီပေးမှုပိုင်းပေါ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဒါအခုဒီယူကရိန်းအနေနဲ့ပေါ့ဒါဒေါ်လာ4ဘီလီယံလောက်ဒီ4ဘီလီယံလောက်အနေနဲ့လည်းဒါဒီအမေရိကန်ထောက်ပံ့မှုမပါဘဲနဲ့ဒါသူတို့အနေနဲ့ဒီ EU ကထောက်ပံ့နိုင်တယ်ဘယ်လောက်ထိတောင်းခံနိုင်မလဲပေါ့အဲ့တော့ဒီ EU အနေနဲ့ရောဒီအမေရိကန်မပါဘဲနဲ့ဒီယူကရိန်းပေါ်မှာဒါသူ့ရဲ့ထောက်ပံ့မှုတွေဒါရေရှည်မှာဘယ်လောက်ထိလှုပ်ဆောင်သွားနိုင်လဲဒီချက်တွေကဒါမျိုးဒါမြင်လာကြပြီအဲ့တော့ဒီ EU ရဲ့ထောက်ပံ့မှုတွေကဒါတကယ်မြင်ပြင်ပါဆိုရင်ဒီလက်ရှိပေါ့ဒါရုရှားနဲ့အမေရိကန်ပေါ့ဒါအင်အားကြီးနိုင်ငံတွေဒါစီးပွားရေးရဒါဘယ်လိုကင်းတာကန့်တယ်အားကြောင့်ဒါသူအနေနဲ့အများကြီးရှိလာတယ်ဒါတစ်ဖက်ကအမေရိကန်နိုင်ငံအနေနဲ့ပေါ့အမေရိကန်နိုင်ငံအနေနဲ့ကဒါဒုတိယကမ္ဘာစစ်တုန်းကလိုပဲဒါသူဘေးကနဲ့ဒါပိတ်သက်အနေနဲ့ထိုင်ကြည့်လာနိုင်တဲ့အခြေအနေဖြစ်သွားတယ်ဒီနေရာမှာဒါအခုဒီယူကရိန်းသမ္မတဇာလန်စကီပေါ့ဒါသူ့အနေနဲ့ဒါအဓိကအမှားဆက်နှစ်ချက်ကိုဒါလှုပ်ဆောင်သွားပထမချက်ကဒီရုရှားကတားနေတဲ့ကြားလေးရပေါ့ဒါဒီနေတိုးပွဲတွေကိုဝင်ဖို့လှုပ်ဆောင်ဒုတိယချက်ကတော့ဒါဒီလောလောလတ်လတ်ပေါ့ဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဒါငញ្ញရေးဆွေးနွေးမှုအစီအစဉ်ကိုဒါလက်လူရှုလိုက်တဲ့အပိုင်းဒီနေရာမှာဒါအခုဒီယူကရိန်းပြည်သူတွေ
ယူကရိန်းပြည်သူတွေကဒါဒီခု EU နဲ့ဒါဒီနောက်ဥရောပနိုင်ငံတွေပေါ့သူတို့ရဲ့ထောက်ပံ့မှုတွေနဲ့ဒါဒီရေရှည်မှာပေါ့ဒါရုရှားကိုစစ်ဆက်တိုက်ဖို့အတွက်အခြေအနေကဒါဘလို့မှမဖြစ်နိုင်ဘူးဒါလက်ရှိရောဒါအခုဒီငင်းညရေးဆွေးနွေးပွဲအစီအစဉ်တွေပြတ်တာဖြစ်တဲ့အတွက်ဒါဒီစစ်ပွဲရှင်တွေကဒါယူကရိန်းပြည်သူတွေရောယူကရိန်းစစ်သားတွေသူတို့ရောတကယ်ဒါစစ်တိုက်ရှင်နေရတာပေါ့ဒီချက်တွေကစဉ်းစားစရာဖြစ်လာတော့ဒါအခုဒီယူကရိန်းနဲ့ရုရှားစစ်ကိုဒါအဓိကအနေနဲ့ဒါတားဆီးနိုင်မယ်ဒီအင်အားကြီးနိုင်တယ်ပေါ့အင်အားကြီးနိုင်တယ်ကဒါဒီတရုတ်နဲ့အမေရိကန်ပဲရှိတာတော့ဒီနိုင်ငံနှစ်နိုင်ငံကဒါဒီစစ်ကိုဒါလက်ဆောင်မယ်ဆိုရင်ဒါရုရှားယူကရိန်းစစ်ကဒါကိုငင်းညရေးနေထားရောက်ဖို့ဒါဝေးတဲ့ဝေးလာအဲ့တော့ဒါနှစ်နိုင်ငံကဒီအခြေအနေရဆိုရင်ဒါဆက်တိုက်ရမယ့်အခြေအနေထိရောက်လာအဲ့တော့ဒါတခုလက်ရှိပေါ့ဒါသမ္မတနှစ်ဦးရဲ့ debate တွေ့ဆုံမှုကလည်းဒါအနှစ်ရှုပ်ပြန်ပြီးပြောရရင်ဒါအခုဒီ EU နဲ့ဒါအမေရိကန်ပေါ့ဒါသူတို့နှစ်ဦးကြားဆက်ဆံရေးကဒါဝေးတဲ့ဝေးလာပြီးတော့ဒီတစ်ဖက်မှာရှိရဒီရုရှားပေါ့ရုရှားနဲ့ဒီအမေရိကန်ဆက်ဆံရေးဆိုရင်ဒါဒီကလာနိုင်တဲ့အနေအထားတွေကိုဒါတွေ့လာအဲ့တော့ဒါဒီအခြေအနေတွေကြောင့်ပဲဒါအခုဒီတရုတ်နဲ့ရုရှားပေါ့ဒီအမေရိကန်ပေါ့ဒီအင်အားကြီးသုံးနိုင်ငံဒီပါဝါရှိတဲ့နိုင်ငံတွေကဒါဂျားတွေကနေဒီစစ်ပွဲကိုဒါလက်ဆောင်လာဖြစ်တဲ့အတွက်ဒီရုရှားယူကရိန်းစစ်ကဒါပို့ပြီးတော့ပြန်ထန်လာနိုင်တယ်ဒါရှေ့ဆက်ပြီးတော့လည်းဒါဝဲပြဲရင်းနဲ့ဒါယူကရိန်းအနေနဲ့ဒါပို့ပြီးအထိနာလာဟုတ်ဒီလက်ရှိသူပိုင်နေတဲ့ဒါနဲ့ဒီသူ့နယ်မြေတွေကလည်းဒါရုရှားကိုဒါ20%လောက်ထိပေးနေရတယ်ဒါစစ်ဆက်ဖြစ်မယ်ဆိုရင်ရုရှားအနေနဲ့ဒီစစ်မှာဒါဂျင်းနဲ့နေနိုင်မှာမဟုတ်ပဲနဲ့ဒါထပ်ပြီးတော့ပို့ပြီးတော့ဒါသိမ့်ပိုက်လာမယ့်အခြေအနေထိရောက်လာနိုင်ဒီချက်တွေကဒါမလွဲမသွေဖြစ်လာနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အားလုံးကိုကျေးဇူးတင်